အဲ့တော့ကျွန်တော်တို့လာပြီးပုံမှန်သုံးနေကြပါတော့တမယိုးကြဖြစ်တဲ့စလုံးတွေကိုမသုံးတော့ဘဲနဲ့အခု2026မှာကျွန်တော်ပြောင်းပြီးသုံးရမယ်ပါနော်စလုံးလေးအချို့ကိုကျွန်တော်ကရှင်းပြပေးချင်ပါတယ်ရှင် Okay ဥပမာနဲ့ဆိုလို့ရှိရင်ကျွန်တော်ပေါ့နော်တခုခုအရန်ကောင်းတာပဲ very good အရန်ဆိုးတာပဲ very bad Okay အဲ့လိုတွေပဲကျွန်တော်တို့သုံးနေတယ်ဆိုလို့ရှိရင်ဒါကျွန်တော်ရိုးတာပေါ့နော်အဲ့တော့ကျွန်တော်အခုဒီ2026မှာအဲ့လိုပုံမှန်သုံးနေကြစလုံးတွေမဟုတ်ဘဲနဲ့ပေါ့နော်ဘလို့ပုံစံစလုံးလေးကိုပြောင်းပြီးသုံးရမလဲဆိုတာလေးကိုကျွန်တော်ကရှင်းပြပေးချင်ပါတယ်ရှင်အဲ့တော့အခုလိုစလုံးလေးတွေကိုပြောင်းပြီးတော့သုံးခြင်းအပြင်ကျွန်တော်တို့လေကိုယ့်ရဲ့ဒီ English level ကလည်းမြင့်လာမယ်ယုံကြည်မှုရှိရှိနဲ့ပို့ပြီးတော့လည်းပြောနိုင်လာမယ်သဘာဝကျကျလေးလည်းပို့ပြီးတော့ပြောနိုင်လာမယ်ပေါ့နော်အားကြောင့်ကျွန်တော်ကဒီသင်ခန်းစာလေးကိုရှင်းပြပေးရခြင်းဖြစ်ပါတယ်ရှင်အဲ့တော့ကျွန်တော်အရင်ကသုံးတဲ့စလုံးတွေရောမှားလားဆိုတော့မှားပါဘူးနော်သုံးလို့ရပါတယ်ရှင်ဒါပေမဲ့ရိုးတာပေါ့Okay နော်အဲ့တော့အခုဒီစလုံးလေးတွေကိုပြောင်းပြီးတော့သုံးခြင်းအပြင်ကျွန်တော်တို့ယုံကြည်မှုရှိရှိသဘာဝကျကျလေးပို့ပြီးတော့ပြောနေတာပေါ့နော်အဲ့တော့စလိုက်ရအောင်နော်အရင်ဆုံးကျွန်တော်တို့နံပါတ်1လာပြီးခုအရန်ကောင်းတယ်ဆိုကျွန်တော်ခေါင်းထဲက auto ထွက်တာ very good ဟုတ်တယ်နော်အဲ့တော့ခဏခဏသုံးတော့ရိုးတာပေါ့လေ Okay အဲ့တော့ very good အစားကျွန်တော်ဘာသုံးလို့ရလဲ excellent impressive great ပိုလှသွားတယ်နော်ဥပမာနဲ့ဆိုလို့ရှိရင် your presentation was excellent မင်းရဲ့ presentation အရန်မိုက်တာပဲပေါ့အဲ့တော့ very good အစား excellent လေးသုံးလိုက်တော့ပိုလှသွားတာပေါ့နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့အခုပြောတဲ့စလုံးလေးတွေကလေနေ့စဉ်ပုံမှန်သုံးနေကြစလုံးလေးတွေဖြစ်ပါတယ်နော် Okay အဲ့တော့နောက်ထပ်နံပါတ်2တခုခုကိုတော်တော်ဆိုးတာပဲအရန်ညံ့တာပဲလို့ပြောချင် very bad Okay ပြောလေးပြောထားရှိတယ်ပေါ့နော်။ OB အဲ့လိုမပြောချင်ဘူးကျွန်တော်ဘယ်လိုလေးပြောင်းပြောမလဲ terrible awful not good at all Okay နော်အဲ့လိုမျိုးလေးပြောလို့ရပါတယ်ရှင်းပြောင်းပြီးတော့လေဥပမာအနေနဲ့ဆိုလို့ရှိရင် the service was terrible ဝန်ဆောင်မှုကတော်တော်ဆိုးတာပဲပေါ့ Okay နော်ဟုတ်ကဲ့နောက်ထပ်ကျွန်တော်တို့နံပါတ်3အရန်ပြောရဲလို့ပြောမယ်ဆိုလို့ရှိရင် very happy Okay ရိုးတယ်နော်ဘယ်လိုလေးပြောင်းပြောမလဲ thrilled overjoyed delighted Okay အဲ့လိုလေးလက်လာလေးပြောင်းသုံးနိုင်ပါတယ်နော်ဥပမာအနေနဲ့ဆိုလို့ရှိရင် I am thrilled with the result ငါရလက်ကြောင်ပြောနေတာတဲ့ဟုတ်ကဲ့နောက်ထပ်ကျွန်တော်တို့နံပါတ်4တစ်ခါလေးမှာတစ်ခုခုအရန်ဝမ်းနေလိုက်တာလို့ပြောချင်လို့ရှိရင်ကျွန်တော် very sad လို့ပဲမသုံးတော့ဘူးပေါ့နော်ဘယ်လိုလေးပြောင်းသုံးမလဲ upset ဒါမှမဟုတ် heartbroken သုံးလို့ရပါတယ်နော်ဥပမာအနေနဲ့ဆိုလို့ရှိရင် I am heartbroken about the newsငါကြားတဲ့သတင်းကြောင့်ဝမ်းနေနေတာပေါ့အဲ့တော့ကျွန်တော်တို့တစ်ခုခုကိုဝမ်းနေတယ်ဆိုလို့ရှိရင် sad နဲ့ပဲမပြောတော့ဘဲနဲ့ upset ဒါမှမဟုတ် heartbroken ကိုသုံးလို့ရပါတယ်ရှင်ဟုတ်ကဲ့နောက်ထပ်ကျွန်တော်တို့နံပါတ်5တစ်ခုခုကိုတစ်ခါတလေမှာအရင်ပင်ပန်းတယ်လို့ကျွန်တော်တို့ပြောချင်တယ်ဆိုလို့ရှိရင် very tired အဲ့လိုမသုံးဘဲနဲ့ဘယ်လိုသုံးလို့ရလဲ exhausted ဒါမှမဟုတ်ရှင် worn out သုံးလို့ရပါတယ်နော် Okay ဥပမာအနေနဲ့ဆိုလို့ရှိရင် I am exhausted after work အလုပ်ပြီးတဲ့ခါကျတော့ငါပင်ပန်းလိုက်တာပေါ့အဓိပ္ပာယ် Okay နော်ဟုတ်ကဲ့နောက်ထပ်နံပါတ်6ကျွန်တော်တခုခုအများကြီးလို့ပြောချင်လို့ရှိရင်ကျွန်တော်သုံးထားရှိတာက many much Okay နော် many ကတော့ကျွန်တော်တို့ရေတွက်လို့ရတဲ့ပေါ့နော် countable noun နဲ့သုံးတယ်ကျွန်တော်ဒီ much ကတော့ရေတွက်လို့မရတဲ့ uncountable noun နဲ့သုံးတယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်တို့ခေါင်းထဲမှာ auto တခုခုအများကြီးပြောချင်ရင် many much ကထွက်တယ်ပေါ့နော် Okay အဲ့လိုမျိုးမသုံးဘဲနဲ့ကျွန်တော်ဘယ်လိုလေးပြောင်းသုံးလို့ရလဲဆိုလို့ရှိရင် a lot of plenty of ဒါမှမဟုတ် tens of သူတွေနဲ့ကျွန်တော်တို့ပြောင်းပြီးတော့သုံးလို့ရတယ်ပေါ့နော်ဒါပေမဲ့သူရဲ့ဒီပြောတဲ့ပုံစံလေးကတော့နည်းနည်းလေးအသေးပဲလေးကိုပြမှုတော့ရှိရပေါ့နော်ကျွန်တော် plenty of လို့သုံးမယ်ဆိုရင်တော့ professional နည်းနည်းဆန်တယ်ပေါ့ tens of လို့ကျွန်တော်သုံးမယ်ဆိုရင်တော့သူကကျွန်တော်ဒါဘန်းစကား slang ပုံစံလေးနည်းနည်းဆန်တယ်ပေါ့နော် Okay ဒီ a lot of ကို plenty of ကို tens of ကိုကကျွန်တော်တို့ကသူကလေရေးတွက်လို့ရတဲ့ countable noun ကိုကျွန်တော်ရေးတွက်လို့မရတဲ့ uncountable nouns ကိုသူကသုံးလို့ရပါတယ်နော်ဥပမာအနေနဲ့ဆိုလို့ရှိရင် I have a lot of things to doငါလုပ်စရာလုပ်တွေအများကြီးရှိတယ်တဲ့ဟုတ်ကဲ့နောက်ထပ်ကျွန်တော်တို့ number 7တခုခုငါထင်ပါတယ်လို့ပြောချင်ရင်ညာတော့အပြင် I think ကျွန်တော်ပြောလေးပြောတာရှိရလေ Okay အဲ့လိုမပြောချင်ရင်ကျွန်တော်ဘယ်လိုလေးပြောလို့ရလဲဆိုလို့ရှိရင် I believe ဒါမှမဟုတ်လို့ရှိရင် in my opinion ဒါမှမဟုတ်လို့ရှိရင် from my point of view Okay အဲ့လိုမျိုးလေးကျွန်တော်တို့ပြောလို့ရပါတယ်နော်ဥပမာအနေနဲ့ဆိုလို့ရှိရင် I believe this method works ဒီနည်းလမ်းကအလုပ်ဖြစ်မယ်လို့ငါထင်တယ်ပေါ့ Okayနောက်ထပ်ကျွန်တော်တို့နံပါတ်8ရောက်သွားပြီတခုခုလိုချင်တယ်ဆိုလို့ရှိရင် I want Okay နော်အဲ့လိုမသုံးချင်မဲနဲ့ကျွန်တော်ခက်မိုက်မိုက်လေးဘယ်လိုလေးပြောချင်လဲဆိုရင် I'd like ဒီနားမှာကျွန်တော် apostrophe D က I would ကိုပြောတာပါနော် Okay အဲ့တော့ I'd like ဒါမှမဟုတ်လို့ရှိရင် I am looking to လာတယ်နော်ဒါမှမဟုတ်လို့ရှိရင် I am hoping to စတဲ့စလုံးလေးနေပေါ့နော်ကျွန်တော်တခုခုလိုချင်တယ်လို့ပြောချင်လို့ရှိရင်သုံးလို့ရပါတယ်ရှင့်တခုခုလုပ်ချင်တယ်လို့ပြောလို့ရှိရင်လည်းအသုံးပြုလို့ရပါတယ်နော်ဥ
ဥမာနေနဲ့ဆိုလို့ရှိရင် I am looking to improve my English ငါရဲ့အင်္ဂလိပ်စာကိုတိုးတက်ချင်တယ်ပေါ့ Okay နော်ဟုတ်ကဲ့နောက်ထပ်ကျွန်တော်တို့ number 9 Okay တခါလေးမှကျွန်တော်တို့တစ်ခုခုကိုမသိဘူးလို့ပြောတယ်လေအဲ့လိုဆိုလို့ရှိရင်အလွယ်တကူ I don't know အဲ့လိုပဲပြောတယ်နော် Okay အဲ့လိုမပြောချင်ဘူးဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုလေးပြောင်းသုံးလို့ရလဲဆိုလို့ရှိရင် I'm not sure ဒါမှမဟုတ်လို့ရှိရင် I have no idea Okay အဲ့လိုမျိုးလေးနဲ့ကျွန်တော်တို့ပြောလို့ရပါတယ်နော်ဥပမာအနေနဲ့ဆိုလို့ရှိရင် I'm not sure about the meeting time ငါအစည်းအဝေးချိန်ကိုမသိဘူးပေါ့ Okay ဒီနားမှာ I don't know နဲ့မသုံးသွားဘဲနဲ့ I'm not sure နဲ့ကျွန်တော်လက်လက်ပါလေးသုံးသွားလို့ရပါတယ်နော်ဟုတ်ကဲ့နောက်ထပ်ကျွန်တော်တို့ number 10တခုခုကြောင့်လို့ကျွန်တော်တို့ပြောချင်တယ်ဆိုလို့ရှိရင်အကြောင်းပြချက်ပေးချင်လို့ရှိရင် because နဲ့သုံးလေးသုံးထားရှိရလေ Okay အဲ့တော့ကျွန်တော်တို့ because ကိုမသုံးချင်ဘယ်လိုလေးပြောလို့ရလဲဆိုတော့ since ဒါမှမဟုတ်ရှင်လဲ as Okay အဲ့လိုမျိုးလေးသုံးပြီးပြောလို့ရပါတယ်နော်ဥပမာအနေနဲ့ဆိုလို့ရှိရင် I stayed home since it was raining မိုးရွာနေလို့ငါအိမ်မှာပဲနေခဲ့တယ်ပေါ့ဒီနားမှာ because မသုံးမဲနဲ့ကျွန်တော်တို့ since ကိုသုံးသွားတယ်နော်ဟုတ်ကဲ့နောက်ထပ်ကျွန်တော်တို့11ရောက်သွားပြီအခါတည်းမှာကျွန်တော်တို့အလုံးများတယ်အလုံးရှုပ်တယ်လို့ပြောတတ်တယ်လေအဲ့လိုဆိုရင်အလွယ်တကူ I'm busy လို့ပဲသုံးကြတယ်ပေါ့နော် Okay အဲ့လိုမပြောဘဲနဲ့ကျွန်တော်တို့ဘယ်လိုလေးပြောင်းသုံးလို့ရလဲဆိုလို့ရှိရင် I'm tired ဒါမှမဟုတ်လို့ရှိရင် my schedule is full သုံးလို့ရပါတယ်နော် Okay ဒီနားလေးမှာလေကျွန်တော်ကလေဒီ schedule ရဲ့အတန်တော်လေးကိုပြပြပေးခြင်းပါတယ်ရှင့်ကျွန်တော်တို့ကလေ US ပေါ့နော် American အတန်တော်ရဆိုလို့ရှိရင် schedule ဒါမှမဟုတ်ရှင်ကျွန်တော် British အတန်တော်ရဆိုလို့ရှိရင် schedule ထွက်လို့ရပါတယ်နော်ကိုကြိုက်တဲ့ပုံစံလေးထွက်လို့ရပါတယ်ရှင့် Okay အဲ့တော့ဒီမှာဥပမာအနေနဲ့ဆိုလို့ရှိရင် I can join I am tied up at the moment ငါမလာနိုင်တော့ဘူးပေါ့နော်ငါအခုမအားလို့ပါတဲ့ဟုတ်ကဲ့နောက်ထပ်ကျွန်တော်တို့ number 12ရောက်သွားပြီနော်တခုခုကိုငါမကြိုက်ဘူးလို့ပြောချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ I don't like it Okay အဲ့လိုမျိုးမပြောချင်ဘူးဆိုရင်ကျွန်တော်ဘယ်လိုလေးပြောင်းပြောလို့ရလဲ I'm not a fan ဒါမှမဟုတ်လို့ရှိရင် it's not really my thing ဆိုပြီးတော့သုံးလို့ရပါတယ်နော်ဥပမာအနေနဲ့ဆိုလို့ရှိရင် this is not really my thing ဒါတော့ငါအကြိုက်မဟုတ်ဘူးပေါ့ဆိုတော့ငါဒါကိုမကြိုက်ဘူးပေါ့နော်ဟုတ်ကဲ့နောက်ထပ်ကျွန်တော်တို့13ဒီစလုံးလေးကကျတော့ကျွန်တော် business English ပေါ့အဓိကစီးပွားရေးလုပ်ငန်းလေးတွေမှာတော့သုံးတာများတဲ့စလုံးလေးဖြစ်ပါတယ်နော်အဲ့တော့တစ်ခါလေးမှာကျွန်တော်တခုခုပေါ့နော်တယောက်ရဲ့အကူအညီလေးလိုချင်တယ်ဆိုလို့ရှိရင် I need your help အဲ့တော့လူတိုင်းသိတဲ့အသုံးလေးပေါ့နော် Okay အဲ့လိုလေးမသုံးချင်လို့ပေါ့နော်ကျွန်တော်လှလှပပလေးပြောင်းပြီးသုံးချင်တယ်ဆိုလို့ရှိရင်ဘယ်လိုလေးပြောလို့ရမလဲဆိုတော့ I'd appreciate your support ဒါမှမဟုတ်လို့ရှိရင် could you assist me with ဆိုပြီးတော့သုံးလို့ရပါတယ်နော်ဥပမာအနေနဲ့ဆိုလို့ရှိရင် could you assist me with the report ဒီ report နဲ့ပေါ့နော်ပတ်သက်ပြီးတော့ငါ့ကိုမင်းကူညီပေးလို့ရမလားတဲ့ဒါလေးကတော့ကျွန်တော်စီးပွားရေးလုပ်ငန်းမှာသုံးတဲ့အသုံးလေးဖြစ်ပါတယ်ရှင်နောက်ထပ်ကျွန်တော်တို့ number 14ရောက်သွားပြီနော်ခါလေးမှာကျွန်တော်တို့တွေ့ရအောင်လို့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ဒါလည်း business စကားလုံးလေးပဲပေါ့နော် let's meet Okay အဲ့လိုမပြောချင်ဘူးမသုံးချင်ဘူးဆိုရင်ကျွန်တော်တို့ဘယ်လိုလေးသုံးလို့ရလဲဆိုလို့ရှိရင် shall we schedule a meeting ဒါမှမဟုတ်လို့ရှိရင် can we set up a call အဓိပ္ပာယ်ကတော့တွေ့ရအောင်ဆုံရအောင်ဆိုတဲ့အသုံးလေးပေါ့နော်ဒါလေးကလည်းကျွန်တော်တို့ဒါ business English မှာသုံးတဲ့စကားလုံးလေးဖြစ်ပါတယ်ရှင့်အများသောအဖြစ်ပေါ့နော်ဥပမာအနေနဲ့ဆိုလို့ရှိရင် shall we schedule a meeting to review the project updates ငါတို့ project ရဲ့နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီးတော့ပြန်လည်သုံးသပ်ဖို့တွေ့ကြမလားဟုတ်ကဲ့နောက်ဆုံးကျွန်တော်တို့ number 15ဒါလေးကကျွန်တော်တခုခုကိုပြောချင်ပါတယ်လို့ပြောချင်လို့ရှိရင် I want to talk about Okay အဲ့လိုမျိုးမသုံးချင်ဘူးဆိုရင်ဘယ်လိုလေးပြောင်းသုံးလို့ရလဲဆိုတော့ I'd like to discuss ဒါမှမဟုတ်လို့ရှိရင် I'd like to go over ဒါမှမဟုတ်လို့ရှိရင် let's review ဒါလေးလည်းကျွန်တော်စီးပွားရေးလုပ်ငန်းမှာအဓိကသုံးတဲ့စကားလုံးလေးဖြစ်ပါတယ်နော်ဥပမာအနေနဲ့ဆိုလို့ရှိရင် I'd like to discuss the budget proposal in tomorrow's meeting ငါမနေ့ပြန်အစည်းအဝေးကြလို့ရှိရင်ဘန်နာရေးအစီအစဉ်နဲ့ပတ်သက်ပြီးတော့ဆွေးနွေးမယ်ပြပြချင်ပါတယ်ပေါ့အဓိပ္ပာယ်လေးရအဲ့တော့ကျွန်တော်အခုပြပြခဲ့တဲ့စလုံးလေးတွေကလေကျွန်တော်အရင်ပုံမှန်သမယိုးကြသုံးနေကြစလုံးလေးတွေကိုသုံးတာမဟုတ်ဘဲနဲ့ကျွန်တော်အခုဒီ2026မှာပေါ့နော်ပြောင်းပြီးတော့သုံးတဲ့စလုံးလေးအချို့ကိုကျွန်တော်ကရှင်းပြပေးခဲ့တာဖြစ်ပါတယ်ရှင့်နေ့စဉ်လည်းသုံးတဲ့စလုံးလေးတွေလည်းဖြစ်ပါတယ်နော် Okay အဲ့တော့ကျွန်တော်တို့ဒီစလုံးလေးတွေကိုသုံးပြပြီးတော့ကျွန်တော်ပုံမှန်နေ့စဉ်စကားလေးတွေမှာပေါ့နော်ကိုယ့်ရဲ့အခုလက်ရှိ level ထက်မြင့်တဲ့ English skill လေးတွေဖြစ်အောင်ယုံကြည်မှုရှိရှိနဲ့ပို့ပြီးတော့ပြောနိုင်အောင်တဘာဝကြကြလေးပို့ပြီးတော့ပြောနေအောင်ပေါ့နော်ဒီစလုံးလေးတွေကိုကျွန်တော်ကရှင်းပြပေးခဲ့တာဖြစ်ပါတယ်ရှင့်အားလုံးတက်လည်းအကျိုးရှိမယ်လို့ကျွန်တော်ကမျှော်လင့်ပါတယ်နော်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင့်ကျွန်တော်ရဲ့အခုဒီဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပြီးတော့လည်းအားလုံးတူတယောက်ဖြည့်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့်ကဲကျွန်တော်တို့အခု2026မှာအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့မျက်နှာမငယ်ရအောင်သင်တတ်ဖို့စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်အခုဖွင့်လှစ်မဲ့ AMM Online English Language Center ရဲ့ Level 1အခြေခံသင်တန်းနဲ့ Level 2 Intermediate တန်းခွဲတလေးရနေကျေးဇူးပါတယ်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့်